တောင်ဘဲကြီးတွေနဲ့ပိန်နဲ့ဘဲဆိုဘယ်သူ့ကိုပို့ကြိုက်လဲ ပိန်နဲ့ဘဲတွေပဲပို့ကြိုက်တယ် သူတို့လော်ကြီးရလေ ဗလာတောင်းတဲ့ဘဲတွေကပဲမြစ်လေးပဲအေးရကိုလက်မခံဘူးငါတို့လည်းလက်မခံဘူးဘာလုပ်တယ်လဲငါလည်းမသိဘူးငါလည်းအေးရပဲစိတ်ပြတ်တယ် အမပေါက်ကင်လားဗျ ခုခေတ်မှာပေါက်ကင်မရှိတော့ဘူးမောင်လေးအကျဉ်းရင်နဲတာပဲရှာလို့ရမယ်အဖေလူငယ်တွေအရက်တောက်တာများနေတယ်ဘာအကြံပေးခြင်းလဲ ရေခဲထက်တောက်ဖို့မမေ့နဲ့ မိမတွေဘာဖြစ်လို့ကြိုက်တာလဲ အဲ့ရပေါ်မှာကောင်းလို့ပေါ့ အကိုတောသားတွေဘယ်လိုသဘောရလဲ အာတောသားတွေကိုမကြိုက်ဘူးဗျ ဒီကောင်အိတ်လိုက်စားလိုက်ဖုန်းပို့လိုက်ရှောက်သွားလိုက်နဲ့တော့ဂုံယူနေကြလားဦးလေးကိုသမီးချစ်လို့ရလားရှင် မချစ်တဲ့ကလေးမဦးလေးကအပြိုမကြိုက်ဘူးတွင်ဟောင်းရည်ကြီးပဲကြိုက်တယ် နင်ငါ့ကိုချစ်တယ်ဆိုဘာလို့ငါ့ကိုထားခဲ့တာလဲ နင်ကဒူရင်တီအရန်ကြိုက်လို့လေ နော်အဖိုးကကြားစားတာခံရမှာကိုကြောက်လား ကြားစားတာခံရမှာမကြောက်ဘူးသမီးထားသွားတာခံရမှာကိုပိုကြောက်တယ် နဲ့ကျမဘယ်ဟာအရင်စားဖြစ်တာလဲဖိုး နင်တောင်တိလို့လားမသိပဲအလားချောင်းမနေနဲ့ နောက်လည်းမလာတော့ဘူးလာလည်းမနောက်တော့ဘူး ပိုက်ဆံမရှင်းမဲ့အလကားစားလို့ရလားဗျ ပိုက်ဆံမပေးပဲစားအောင်နင်းနေဆိုင်မဟုတ်ဘူးလေဘိုးရက်တောက်တက်လား အဖိုးကမတောက်ရင်လဲလုံးလုံးတောက်ရင်လဲတုံးလုံးဖြစ်တဲ့အထိတောက်တာ